ကိုဆောင်မိပြန်လာလို့ရေအခုဆိုရင်မေမေတို့ရဲ့ကိုဝန်က20တပတ်မြောက်ကိုရောက်နေပြီဖြစ်တဲ့အတွက်ကြောင့်မလို့မေမေတို့ကိုဝန်ကလမ်းတစ်ပတ်ကိုကြော်လာပြီဖြစ်တဲ့အပြင်ကိုမွေးဖွားဖို့အတွက်19ပတ်ပဲလိုပါတော့တယ်အခုမေမေတို့မွေးဖွားဖို့နီးလာလေးမေမေတို့အနေနဲ့မေကုန်းနေများလေးဖြစ်နေမှာပါဟိုမှာကလေးလေးလောက်တာကဒီချိန်မှာဆိုလို့ရှိရင်သူလောက်တာခံစားရတယ်ဒါပေမဲ့အရင်ငြိမ်ကြသွားတဲ့ချိန်နဲ့ရှိနေတာကဘာကြောင့်များလဲပြီးလို့ရှိရင်မေမေတို့အိတ်ရတာတတ်တော့တာမဖြစ်ဘူးညလုံးတွေကြောင်နေတယ်ဘယ်လိုလုပ်ရင်ကောင်းမလဲစားတဲ့မေကုန်းလေးတွေရှိနေမှာပါအဲ့တော့ဒီဗီဒီယိုကနေပြီးတော့ကျွန်မဒီမေကုန်းလေးတွေအပြင်ကိုခလေးလေးရဲ့ဖွံ့ဖြိုးတိုးတက်မှုမေမေတို့ခံစားရမယ့်လက္ခဏာလေးတွေကိုဆက်ပြီးပြောပြပေးသားမှာဖြစ်တဲ့အတွက်ကြောင့်မလို့အားလုံးပဲဆက်ကြည့်လိုက်ကြအောင်အားလုံးပဲမင်္ဂလာပါဒေါက်တာနုံဝင်းဘလော့ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရရှင်အခုချိန်မှာဆိုလို့ရှိရင်မမေတို့ရဲ့ကလေးလေးက21ပတ်ကိုရောက်နေပြီဖြစ်တဲ့အတွက်ကြောင့်မလို့ကလေးလေးရဲ့အရှိကခံမှန်းချိန်9လက်မပွဲလောက်ရှိနေပြီဖြစ်တဲ့အပြင်ကိုကလေးလေးရဲ့ကိုလေးချိန်က17စနစ်အောင်စားလောက်ထိရှိနေပြီဖြစ်ပါတယ်အဲ့တော့မြင်သာအောင်ပြောရမယ်ဆိုလို့ရှိရင်ဥနီအကြီးတလုံးရွယ်စားလောက်ရှိနေပြီဖြစ်ပါတယ်ကလေးလေးရဲ့အရှိကိုအရင်တုန်းကဦးကောင်းကနေတင်ပါထိတန်းကြပေမဲ့ဒီကာလကနေစပြီးတော့ကလေးလေးအရှိကိုဦးကောင်းကနေခြေဖော်ဝါးထိကိုစပြီးတော့တိုင်းတာလို့ရပါပြီမေမေတို့ကလေးလေးရဲ့ခန္ဓာကိုယ်ကပို့ပြီးတော့အချိုးစစ်ကျနာလာပြီးတော့ရှားမှုတွေကလည်းပို့ပြီးတော့ဟန်ချက်ညီလာပါတယ်မေမေတို့ဒီကာလမှာကလေးလောက်တာမသေးကြသေးဘူးဆိုလို့ရှိရင်22ပတ်လောက်မှာတော့အမျိုးသမီးအကုန်ကြီးပါကကလေးလောက်တာကိုကောင်းကောင်းခံစားရမှာဖြစ်ပါတယ်ကလေးလေးရဲ့မျက်ခွန်လေးတွေက17ပတ်မလောက်မှာတည်းကစပြီးပိတ်နေပြီးအခုချိန်မှာဆိုလို့ရှိရင်မေမေတို့ကလေးလေးမျက်လုံးလေးတွေကပိတ်တာဖွင့်တာကိုကောင်းကောင်းလုပ်နိုင်နေပြီဖြစ်ပါတယ်အဲ့တော့ဒီလိုမျိုးမျက်ခွန်လေးတွေပိတ်တာဖွင့်တာလုပ်နိုင်တဲ့အတွက်ကြောင့်မလို့သူတို့အိတ်တဲ့ cycle လေးတွေပေါ်လာပါပြီအဲ့တော့မမေတို့ကလေးလေးကတစ်ခါအိတ်လို့ရှိရင်မိနစ်40ကနေပြီးတော့တနားရီလောက်ထိကြာတက်ပြီးတော့သူတို့ခဏခဏအိတ်လိုက်နိုးလိုက်လှူရှားနေတာမျိုးလေးတွေကိုမမေတို့ဗိုက်ထဲကနေခံစားရမှာဖြစ်ပါတယ်မမေတို့နေကင်းဘက်လှူရှားသွားလာနေတာတွေအိမ်တွေကိစ္စတွေလုပ်နေတဲ့အချိန်မှာမမေတို့ကလေးလေးငြိမ်နေတာကိုခံစားတတ်ပြီးတော့မမေတို့ညဘက်ပြီးတော့လဲရောက်နေတဲ့အချိန်မှာမမေတို့ကလေးလေးလှူရှားတာမျိုးတွေကိုဒီကာလကနေစပြီးတော့ခံစားရပါလိမ့်မယ်ကလေးလေးရဲ့အစာချေစနစ်ကလည်းအခုချိန်မှာကောင်းကောင်းဖွံ့ဖြိုးနေပြီကလေးလေးရဲ့အသေးနဲ့တရက်ရက်ကနေပြီးတော့ဒီမော်ရည်တွေစုပ်ယူထားတာကိုကောင်းကောင်းခြေဖြတ်နေပြီဖြစ်ပါတယ်ဒါပေမဲ့ကလေးလေးရဲ့အာဟာရကတော့အချင်းကနေပြီးတော့ပဲရရှိနေသေးပါအရင်ကသွေးဆဲတွေကိုအသေးမှာပဲစတင်ထုတ်လုပ်ပေးရင်အခုဆိုလို့ရှိရင်ရိုးရင်းချင်စီရပါကောင်းကောင်းအလုပ်လုပ်နိုင်နေပြီဖြစ်တဲ့အတွက်ကြောင့်မလို့ကလေးလေးစီမှာသွေးထုတ်လုပ်မှုအားလည်းပိုပြီးကောင်းလာပြီဖြစ်ပါတယ်အခုမမေတို့ခံစားရတဲ့လက္ခဏာလေးပြပြပေးမယ်အဓိကကတော့မမေတို့အိတ်ဆက်ခြင်းကြောင့်ပေါ့နော်ဒီကာလကနေစပြီးတော့မမေတို့မွေးကန်လေးလောက်ထိကိုဘာမှရေမရှိဘဲနဲ့ရုတ်တရက်နိုးတာတွေညလုံးကြောင်နေတာမျိုးလေးတွေကိုခံစားတတ်ပါတယ်အဲ့တော့အဓိကအိမ်မယ်ဆိုလို့ရှိရင်အိတ်တဲ့ပုံစံမှန်ဖို့အတွက်လိုအပ်ပါတယ်ဘယ်လိုလဲဆိုလို့ရှိရင်ဒီကာလမှာကျမကတော့ပလက်အိတ်တာကိုသိအားမပေးတော့ဘူးကိုကတကယ်လို့ပလက်အိတ်တက်တယ်ဆိုလို့ရှိရင်လေဒီကြောနဲ့ခါအောက်လောက်မှာခေါင်းအုံးသေးသေးလေးတစ်လုံးကိုခံပြီးတော့အိတ်ပါဘာလို့လဲဆိုတော့ဒီကာလမှာမမေတို့တက်အိမ်ကောကလေးရောကြီးလာပြီဖြစ်တဲ့အတွက်ကြောင့်မလို့သွေးကြောမှယူသွားပြီးဖိတဲ့ခါကျရင်မမေတို့ညဘက်ကြီးတရေလုံးမောတာတွေအသက်ရှူကျက်ပြီးတော့လန်နိုးတာမျိုးလေးတွေဖြစ်တတ်တယ်အဲ့တော့အကောင်းဆုံးအိတ်တဲ့ပုံစံနည်းကတော့ဘယ်ဘက်ကိုစောင်းအိတ်တာအကောင်းဆုံးပါဒါမှသွေးကြောမှကြီးရလဲကောင်းကောင်းလွတ်မယ်တအိမ်ပေါ်ကိုလည်းဖိအားအနည်းဆုံးဖြစ်ပါလိမ့်မယ်ကောင်းကောင်းအိတ်ဖို့အတွက်အရေးကြီးတာကဒီခေါင်းအုံးတွေဖက်လုံးတွေကတော့ကိုယ်နာမှာမများဆောင်တာပါနောက်တစ်ခုကအိတ်ခမ်းကိုမှောင်ပြီးတော့အေးနေအောင်ထားတာပို့ပြီးတော့အဆင်ပြေပါတယ်လိုက်ကအထူတွေကိုပတင်းပေါက်နေရာတွေကာထားတာမျိုးတွေမျက်လုံးအပိတ်ကိုတုံးပြတာမျိုးတွေအဲ့လိုလေးတွေလုပ်ကြည့်လို့ရတယ်အဲ့ဒါမဝင်ခင်အနည်းဆုံးတစ်နာရီလောက်အလိုမှာတဲ့ကဖုန်းတို့ TV ကြည့်တာတွေကွန်ပျူတာကင်တာမျိုးတွေကိုရှောင်ကျင်ပါဒီ electronic ပစ္စည်းတွေကလာတဲ့အပြောင်းအလဲနှန်းကလည်းမမေတို့အိတ်ဆက်ချင်းကိုအနှောက်ယှက်ပေးစီပါတယ်အဲ့ရခက်စီရဲ့နောက်ကြောင်းရဲတစ်ခုကတော့ရင်ပူခြင်းပါအဲ့တော့မမေတို့အဲ့ရမဝင်ခင်နောက်ပူလေးတစ်ခွက်တောက်တာမျိုးတွေအမုတ်အစာတွေလေးစားတာမျိုးတွေလုပ်ပြီးတော့မှအိပ်ပေးပါချင်တက်များတဲ့အစားအစာတွေကိုအဲ့ရဝင်ငံနေစားတာနေပြီးတော့ရှောင်ကျင်ပါမမေတို့အစာစားပြီးတော့2နာရီ3နာရီလောက်ကြာမှပဲအဲ့ရတဲ့ဝင်ပါလို့ကြံပြုချင်ပါတယ်နောက်တစ်ခုကတက်အိမ်ကနေပြီးတော့စီးအိမ်ကိုဖိထားတဲ့အတွက်ကြောင့်မလို့ဒီကားလာမှာစီးခဏခဏသွားချင်ပါလိမ့်မယ်အဲ့တော့မမေတို့ဒီစီးခဏခဏသွားတာကိုတက်တာစေဖို့အတွက်ဒီမွန်းလွဲနောက်ပိုင်းနဲ့ညနေပိုင်းတွေမှာကဖင်းတက်ပါတဲ့ကော်ဖီတောက်တာမျိုးတွေလက်ဖက်ရည်တောက်တာမျိုးတွေကိုရှောင်ကျင်ပေးပါဒါအပြင်ခါနာတာတွေကြွက်တက်တာမျိုးတွေကလည်းမမေတို့အိတ်ဆက်ချင်းကိုအနောက်ရှက်ပေးစီပါတယ်မမေတို့တနေ့ကုန်လှူရှားသွားလာနေတဲ့အခါမှာဆိုလို့ရှိရင်ကိုယ်ဝန်ဆောင်ကပတ်ဝတ်တာမျိုးတွေမှာရေတော့
ဖနက်ကိုတက်တောင့်တက်တာဖြစ်မဲ့ဖနက်စီးတာမျိုးလေးတွေပြုလုပ်ခြင်းအားဖြင့်ဒီလိုမျိုးခါနာရတဲ့ကြွတ်တက်တာတွေကနေပြီးတော့အထောက်အကူပြုပေးပါနိုင်မယ်နောက်ဆုံးတစ်ချက်ကတော့စာလာမှုပြင်းထန်ခြင်းမှာအခုချိန်မှာမမေတို့ပထမ3လလောက်ခံစားရတဲ့ဒီ morning sickness ကိုပြုတ်အန်တာလေးမရှိတော့ဘူးဖြစ်တဲ့အတွက်ကြောင့်မလို့မမေတို့အစားခဏစားခြင်းစိတ်ပေါ်လာပါလိမ့်မယ်ကလေးလေးကအခုချိန်မှာအာဟာရတွေအများကြီးလိုအပ်နေတဲ့အတွက်ကြောင့်မလို့အချိုးတွေအစီတွေအဆက်တွေအဲ့လိုအစားအစာတွေထွက်ကလေးလေးအာဟာရဖြစ်စေမယ့်အစားအစာတွေကိုရွေးပြီးစားသင့်ပါတယ်အဓိကကဗီတာမင်နဲ့ပရိုတင်းကျွယ်ဝတဲ့အစားအစာလေးတွေကိုပို့ပြီးတော့တိုးစားပေးသင့်ပါတယ် tip of the week အနေနဲ့တအိမ်ကမမေတို့စီးအိမ်မော်ကိုဖိထားတဲ့အတွက်ကြောင့်မလို့စီခဏသွားခြင်းစိဖြစ်နိုင်တယ်ဒါပေမဲ့စီခဏသွားမှာဆိုလို့ဆိုပြီးတော့ရေတောက်တာကိုရှော့လိုက်လို့တော့လုံးဝမရဘူးအဲ့တော့အကြံပေးချင်တာကမမေတို့ညဘက်မှာစီးသွားမှာဆိုလို့ရေမတောက်ချင်ဘူးဆိုလို့ရှိရင်နေကင်းဘက်မှာရေမများတောက်ပေးဖို့အတွက်လိုအပ်တယ်ညဘက်မအိတ်ခင်2နာရီလောက်အလိုမှာရေအများကြီးမတောက်တာမျိုးတွေစမ်းကြည့်ပေးပါပြီးလို့ရှိရင်မမေတို့အခုချိန်မှာအနားယူဖို့လိုအပ်တဲ့အတွက်ကြောင့်မလို့နေကင်းဘက်မိနစ်20နာရီဝက်လောက်အဲ့ဒါပဲဖြစ်ဖြစ်မျက်စိမိတ်အနားယူတာပဲဖြစ်ဖြစ်လုပ်ပေးနိုင်ရင်တော့ပို့ပြီးတော့ကောင်းပါတယ်။တတိပြုရမှာကအရန်ပြင်းထန်တဲ့ဘိုင်းနာတာတွေတွေးစင်တာမျိုးတွေပုံမှန်မဟုတ်ပဲအဖြူစင်တာမျိုးတွေဖျားနာတာမျိုးတွေရှိတယ်ဆိုလို့ရှိရင်တော့မမေတို့နီးစပ်ရဆေးရုံဆေးပြားလာမဟုတ်မမေတို့ကိုအထားတဲ့တာဖောက်ဆရာဝန်ကြီးနဲ့ပြသဖို့အတွက်လိုအပ်ပါလိမ့်မယ်။မမေတို့ကျမပြောရှင်တဲ့ကိုယ်ဆောင်ခီးစီလေးရပါစေအားလုံးပဲမေးစရာမေးခွန်းတွေရှိရဆိုလို့ရှိရင်တော့ကျမကိုအောက်က comment box မှာဖြစ်ဖြစ် message မှာဖြစ်ဖြစ်မေးခွန်းလေးတွေခြံထားလို့ရပါတယ်ကျမတောက်ကြစနေတနင်္ဂနွေည9:00နာရီနောက်ပိုင်းအလင်းတင်တို့ဖြေထားပေးပါမယ်ရှင်အားလုံးပဲကိုယ်ဆောင်ကျမရေးမိခင်နဲ့ကလေးကျမရေးကလေးကျမရေးအမျိုးသမီးကျမရေးဘူးတူတာတွေသိချင်တယ်ဆိုလို့ရှိရင်တော့ကျမရဲ့ channel လေးကို like and subscribe လုပ်ထားလို့ရပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်